မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်လူကြီးမင်းတို့အရန်လာတဲ့တိုက်ခန်းလေးတစ်ခန်းကိုမိတ်ဆက်ပေးမယ်လေကကွင်ကအစတတ်တတ်ရဲ့လေးရှိတယ်အဝင်ဝမှာချိုးနကားနဲ့တံမန်နကားကိုနှစ်ဆင့်သေးစာလေးတက်ပေးထားတယ်ကျွန်တော်ပြောနေကြလို့ပဲအဖြူနဲ့ခဲတွဲသုံးပေးထားတာအရန်အောင်ပရီမီယံဖြစ်တယ်သူကကွန်ဒိုတွေလိုခါးလေရနေတက်ကြတဲ့တကားလိုမျိုးလေးပေါ့နော်ဒါကကျွန်တော်တို့ကန်းမှာထားထားတဲ့ TV စင်မျက်နှာကျက်ဒီကျွန်တော်တို့အခန်းကိုအလှဆင်ပေးထားတဲ့အနေအထားလေးဖြစ်ပါတယ်ပြတင်းပေါက်တိုင်းမှာအလှဆင်လိုက်ကားတွေတက်ဆင်ပေးထားတယ်runner ဆိုလဲတမတ်ပေါက်လေးပါပြီးသားဖြစ်တယ်။ညနေချက်ပြင်ဆင်ပေးထားတာတော်တော်လေးခက်ခက်နာနာဖြစ်တယ်။အကန့်တိုင်းမှာဒီကျွန်တော်တို့ဂျက်ဆင်ဘုတ်ကိုအခွေပေးထားတဲ့စိတ်ကူးလေးကအရန်ကောင်းတယ်။တအားလှပါတယ်ခင်ဗျာ။အပြင်မှာလာကြည့်ကြည့်ပါ။အိတ်ခမ်းအကျယ်ကြီးဖြစ်တယ်။အိတ်ခမ်းလုံးကိုမှဒီကျွန်တော်တို့ဘေးတဲ့အနေဖြစ်တယ်။အိတ်ခမ်းကိုကျွန်တော်သဘောကျတာနှစ်ဖက်စလုံးမှာသူပြတင်းပေါက်လေးရအောင်လို့ဖောက်ပေးထားတယ်။ဒီရှောင်းလမ်းဘက်အချမ်းရောကျွန်တော်တို့တိုက်အပြင်ဘက်ဘေးတဲ့အနေဘက်အချမ်းရောပြတင်းပေါက်ပါတဲ့အတွက်လေးတွေကောင်းမယ်ပြတင်းပေါက်တိုင်းမှာတမန်ပတ်လည်းတက်ဆင်ပေးပြီးသားဖြစ်တယ်သူကတကားကတော့အလူမီနီယံစလိုက်ရောလေးသုံးပေးထားတာပါမီးပုံကအဝင်မှာဆိုလဲကျိုးတကားလေးတစ်ချက်နဲ့တေချာလေးကန့်ပေးထားတယ်နောက်ဖေးကန်တစ်ခုလုံးသူကြွေပြားခင်းပေးထားတယ်နေရံပေါ်ကြွေပြား9ပေလောက်ထိသူကတ်ပေးထားတယ်ကျွန်တော်သဘောကျတာမီနီဘားကောင်တာလေးကိုဒီလေးတေချာပြင်ဆင်ပေးထားတာကိုကျွန်တော်တွေ့ခဲ့ရတယ်မီးဖို့ခုံလေးကနှစ်ပေပတ်လဲကြွေပြားလေးနဲ့တတ်ရက်လေးလိုပေးထားတယ်အောက်မှာကပ်နက်ပေါက်လေးအစာသီးသန့်လေးထည့်ပေးထားတယ်အရေးပေါ်လေးကအတွက်လဲတမန်တကာတစ်ချက်နဲ့ကျိုးတကားတစ်ချက်ဆိုပြီးနှစ်ဆင့်ပါမယ်တွိုင်းလန့်အထွက်မှာဘေးစင်လေးသီးသန့်ပါသေးတယ်ဒီရေချိုးကနဲ့တွိုင်းလန့်ကတော့ကျွန်တော်တို့ထုံးစံတိုင်းPVC တကားပဲဖြစ်ပါတယ်ရေချိုးကဆိုအုတ်ကန်နဲ့ fiber တိုက်ပြီးနဲ့တေချာလေးစီစဉ်ပေးတာဖြစ်ပါတယ်ဒီအရန်လာတဲ့တိုက်ခန်းလေးရဲ့တီနေရာလေးကတင်ငန်းချင်းမြို့နယ်16/4ရက်ကွက်ရဲ့သူမနာလေးလမ်းမှာဖြစ်ပါတယ် location လေးကောင်းတယ်လမ်းနေထားလေးကိုလည်းကျွန်တော်တို့တစ်ချက်ကြည့်ကြည့်ပါတကယ်ကိုလူချင်းစရာကောင်းပါတယ်ခင်ဗျာဒုတိယတလေးဖြစ်တဲ့အချိန်ဝင်က18ပေ54ပေရောင်းစည်းလေးကတော့3430ပါဗျဗန်ကြီးရပါတယ်ခင်ဗျာလာရောက်လေးလက်ကြည့်ဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဗျ